တော့ဒီနေရာလေးမှာမတို့ဟာထားမယ်ခုံတောက်ကိုအရင်ဆက်လိုက်မယ်ပြီးရင်ဒီပခုံးလေးတွေမှာမတို့ခြိုင်သွားတာလေးတွေရှိရပြန်ပြီးတော့ဖြည့်ပြီးတော့ဆက်ပေးလိုက်ရုံပဲเนาะအဲ့တော့မှဒီနေရာမှာမတို့ကလုပ်ပြီးသွားပြီဆိုရင်သူ့ကိုစက်ကူစားထိုးပြီးတော့ခါကြတော့မှဒီတောက်ကလေးကိုမတို့ထပ်ထားမယ်เนาะအဲ့တော့မှဒီမှာသူ့ရဲ့3စင်တီခွာထားတဲ့အလဲမှတ်ကလေးရယ်မတို့ရဲ့ကိုယ်တဲ့စုံလေးရယ်ကိုပြန်ပြီးဆက်ပေးလိုက်မယ်ပြီးရင်သူ့ကိုခောက်မယ်ဒီထိတ်နော်ခောက်ဒုတိယယူလိုက်တဲ့3စင်တီခွာပြီးယူထားတဲ့ထိတ်ကလေးကိုပဲလာပြီးတော့ခောက်နော်အဲ့တော့ तू ကဒီလိုလေးလုပ်ပြီးတော့မှမတို့ဒီဘေးလေးရှိတ်ကလေးကိုပြန်ညှိပြီးတော့မှကတ်ကြီးနဲ့ဖြတ်မှာဒါပေမဲ့လို့အခုဒီမှာမတို့ကမဖြတ်သေးဘူးဘာလို့နေသေးလဲဆိုတော့ခါကြတော့သူ့ရဲ့လက်ဆက်ဆွဲရမယ်နော်လက်ဆက်ဆွဲရမယ်အဲ့တော့ဒါလေးကိုတစ်ချက်ကလေးကတ်ထားပြီးတော့မှမတို့ကဒီဘက်ကိုထွက်လာမယ်လက်ဆွဲရအောင်နော်လက်ကလေးဆွဲမယ်အဲ့လက်ကလေးကိုဘယ်လိုဆွဲရမလဲဆိုတော့ခါကြတော့သူ့ရဲ့တစ်ဆက်သေးလက်ကလေးထွက်လာမယ်လို့ပခုံးကနေပြီးတော့မှ2စင်တီနော်ပခုံးပေါ်ကိုမတို့2စင်တီတက်မယ်နောက်ချမ်းလေးမှာလည်းပခုံးပေါ်ကို2စင်တီလေးမှတ်ပြီးတော့ခါကြတော့မှဒီလေဘင်းပေါက်ကလေးနဲ့အဲ့ဒီ2စင်တီလေးကိုဆက်ဆွဲထားမယ်အဲ့တော့ဒီနောက်ချမ်းမှာလည်းအတူတူပဲလေဘင်းပေါက်နဲ့အဲ့ဒီ2စင်တီလေးမြောက်ထားတာလေးကိုဆက်ဆွဲမယ်ဆက်ဆွဲပြီးပြီဆိုတော့ခါကြတော့မှသူတို့ရှေ့ချမ်းနောက်ချမ်းလေးနှစ်ခုကိုမတို့လာပြီးတော့တိတ်ကလေးနဲ့ကတ်နော်အဲ့ဒီ2စင်တီလေးတွေညှင်ထားတဲ့မြင်းလေးရှိတယ်အဲ့ဒီမြင်းလေးမှာမတို့ဒီလိုလာပြီးတော့တိတ်နဲ့ကတ်မယ်နော်အဲ့လိုလေးတိတ်နဲ့ကတ်လိုက်မယ်တိတ်နဲ့ကတ်ပြီးသွားပြီဆိုတော့ခါကြတော့ဒီဘက်ကလေးမှာလိုးနေမစိုးဘူးဒီမှာစက်ကူလေးနည်းနည်းကတ်ထားမယ်နော်လက်အရှိကိုယူမဲ့အရှိရှိသလောက်စက်ကူပြန်ကတ်လိုက်နော်လက်စကားဆိုလက်စကားလက်ရှိဆိုလက်ရှိအဲ့ဒီဘက်မှာစက်ကူအပိုတစ်ခုပြန်ပြီးတော့ကတ်ပေးရမယ်နော်အဲ့တော့ဒီလိုကတ်ပြီးသွားတယ်အဲ့လိုကတ်ပြီးသွားပြီဆိုတော့ခါကျတော့မောင်မတို့ကဒီမှာဘာလုပ်ရတော့မလဲဆိုတော့သူ့ရဲ့ဒီဂျိုင်းထိတ်ကလေးတွေချဲ့ပြီးသားထိတ်ကလေးတွေနဲ့ခါးလေးနဲ့ဥမာတိတ်ကလေးနဲ့သွားပြီးတော့တစ်ချက်စီကတ်ထားလိုက်မယ်အဲ့နဲ့ထိုးပြီးမှန်မှာမို့လို့နော်အဲ့နဲ့ထိုးတဲ့ချိန်ကြလို့ရှိရင်မမတို့စက်ကူမပြဲအောင်အဲ့တော့သူ့ရဲ့ဒီဂျိုင်းထိတ်နဲ့နောက်ချမ်းဂျိုင်းထိတ်ရဲ့ဒီခါးနောက်ဆုံးတန်ဖိုးလေးနဲ့ဒီသူ့ရဲ့ရှေ့ချမ်းခါးနောက်ဆုံးတန်ဖိုးလေးနဲ့မမတို့ကတစ်ထပ်သေးဖြစ်အောင်လို့ခောက်ပါနော်အဲ့တော့အဲ့ဒါလေးကိုဘယ်လိုခောက်မလဲဆိုတော့ခါကြတော့နောက်ချမ်းခါးရဲ့နောက်ချမ်းရဲ့ဒီမှာဂျိုင်းလေးရှိတယ်ပြ
ပြီးရင်နောက်ချမ်းရဲ့ဒီမှာမမတို့အမဲဆက်ကလေးတွေလိုက်ပြီးတော့မှတ်လိုက်နော်အဲ့ဟာလေးတွေနဲ့သူ့ရဲ့ရှေ့ချိုင်းနောက်ချိုင်းရှေ့ခါနောက်ခါလေးကိုမမတို့တစ်ထပ်သေးဖြစ်အောင်တွားပြီးတော့လုပ်ပြီးအကလေးနဲ့ဒီမှာထိုးအောင်ဒီမှာမြင်းနေရတယ်အဲ့တော့ဒါလေးကိုမမတို့တစ်ထပ်သေးလေးရပြီဆိုပြီးအကလေးနဲ့ဒီမှာထိန်းလိုက်မယ်နော်တစ်ထပ်သေးဖြစ်မဲ့ဖြစ်ကိုမမတို့ကြည့်မယ်ဒီမှာကလေးဆိုအဲ့တော့အခုဒီမှာအပေါ်ကနေမာမြင်းနေရတယ်နော်အဲ့မြင်းနေရတယ်အမှတ်ကလေးနဲ့ရှည်ချမ်းချိုင်းလေးနဲ့တစ်ထပ်သေးရပြီဆိုရင်အဲ့နဲ့ထိန်းမယ်ပြီးလို့ရှိရင်ဒီရှေ့ချမ်းရဲ့ခါအမှတ်ကလေးနဲ့နောက်ချမ်းရဲ့ခါအမှတ်ကလေးနဲ့တစ်ထပ်သေးရပြီဆိုရင်ပလဲအကလေးနဲ့တစ်ချက်ကလေးထိန်းထားနော်အဲ့တော့နော်အဲ့လိုမျိုးလေးနှစ်ခုလုံးကိုထိုးပြီးသွားပြီဆိုလို့ရှိရင်မမတို့ကဒီသူ့ရဲ့ပခုံးလေပင်ကနေပြီးတော့မှဒီမှာ line တစ်ခုပေါ်လာလိမ့်မယ်ဆက်ကူပါသူ့ရဲ့မူလာပခုံးမဟုတ်တော့ဘူးခုနအပေါ်တူးစင်တီဟိုဘက်ကလည်းတူးစင်တီဒီဘက်ကလည်းတူးစင်တီတက်ထားတယ်အလယ်မြင့်မှာတွားပြီးတော့မကြတော့ဘဲနဲ့အရှိကိုပခုံးကနည်းနည်းလေးရောက်လာလိမ့်မယ်နော်အဲ့တော့ခုဒီမှာဆိုရင်မမတို့ကသူ့ရဲ့တစ်ထပ်သေးလဲကျသွားပြီဒီနေရာမှာအထိုးထတာလဲတစ်ထပ်သေးကျတယ်လေပင်နှစ်ခုစုံတဲ့နေရာကနေပြီးတော့မှ line လေးတစ်ခုပေါ်လာရင်အဲ့ဒါလေးအတိုင်းကိုမတို့သွားပြီးတော့မှဖိချလိုက်အဲ့ဒါမျိုးလေးဖိချလိုက်ပြီးဆိုဒီကြားထဲမှာမတို့ကစက်ကူတွေဒီရိုင်းလေးတွန့်ခောက်မနေအောင်တော့သတိထားရတယ်နော်ခုဒီမှာဆိုမတို့ကဒီကနေပြီးတော့မှကိုလိုချင်တဲ့လက်ကိုယူတော့မယ်နော်ကိုလိုချင်တဲ့လက်ကိုယူတော့မယ်ဆိုတော့ဒီပခုံးခုဒီမှာဒီကနေပြီးတော့ဒီကိုပခုံး line လေးကရှေ့ချမ်းကိုနည်းနည်းပိုကျလာတယ်နော်ရှေ့ချမ်းဘက်ကိုပို့ပြီးတော့မှပခုံးကရောက်လာတယ်နော်အဲ့တော့ခါကျတော့အခုဒီမှာမတို့သူ့ရဲ့ပခုံးကနေပြီးတော့မှကိုလက်တူပေါ့နော်လက်တူလက်စကလက်ရှိကိုတိုင်းထားတဲ့ဟာအတိုင်းကိုပြန်ပြီးတော့မှယူယုံမယ်နော်ကိုတိုင်းထားတဲ့အတိုင်းပြန်ပြီးယူမယ်ဆိုတော့15စင်တီပဲယူထားတာဆိုတော့အဲ့15စင်တီကနေပြီးတော့မှအခုဒီခောက်လိုက်တဲ့ပခုံး line ရှိအဲ့ပခုံး line နဲ့90ဒီဂရီထောင်းမှန်မြင်းတစ်ချောင်းကိုမတို့အောက်ထိဆက်ဆွဲ90ဒီဂရီထောင်းမှန်ကြမြင်းတစ်ချောင်းဆွဲလိုက်တယ်ဆွဲပြီးပြီဆိုတော့ခါကျတော့မမတို့ကလက်ဝတွက်နော်လက်ဝကမမတို့ခန္ဓာကိုယ်တိုင်းယူတော့တိုင်းထားတဲ့လက်ဝအောင်မှာ6စင်တီပေါင်းဒီမှာကျတော့6စင်တီပွားတာပေါင်းပါနော်အဲ့တော့6စင်တီပွားတာပေါင်းပါဆိုတော့ခါကျတော့လက်ဝကမမကအဲ့ဒီမှာ15နေရာမှာတိုင်းထားတဲ့ဟာပြီး20ခွန်ပေါ့နော်20ခွန်ကို6စင်တီပေါင်းတယ်ဆိုတော့ခါကြတော့33ကိုမမတို့ကဟိုဘက်တဝက်ဒီဘက်တဝက်ယူရမှာလေဟုတ်လားနော်လက်ဝကဒါရှေ့ချမ်းအောက်ဖက်မှာနောက်ချမ်းရှိတယ်အဲ့တော့တပတ်လည်လုံးကိုမမတို့က33ဆိုတော့ခါကြတော့16ခွဲပေါ့နော်16.5အဲ့တော့ဒီမှာသူ့ရဲ့ခောက်လိုင်းကနေဒီမှာ16.5ဆိုတဲ့ဟာကိုအနည်းဆုံး6စင်တီပေါင်းတာပေါ့နော်6စင်တီပေါင်းမှလည်းသူ့ရဲ့လက်ထွက်လာတဲ့ပုံစံလေးကလှတယ်အဆင်ပြေတယ်အဲ့တော့အခုဒီမှာမမက16ခွဲဆိုတဲ့နေရာမှာမှတ်လိုက်တယ်အဲ့16ခွဲဆိုတဲ့နေရာမှာမှတ်လိုက်တယ်မှတ်ပြီးပြီဆိုတော့ခါကျတော့ဒီမှာမမတို့ရဲ့ဂျိုင်းပေါက်ကလေးနဲ့တွားပြီးတော့ဆက်လိုက်တာမမတို့ရဲ့ဒီမှာဂျိုင်းပေါက်ကလေးရှိတယ်အဲ့ဒီဂျိုင်းပေါက်ကလေးလှမ်းပြီးခဲလေးနဲ့အရာပေးပြီးတော့မှဆက်ပြီးမှဒီနားလေးမှာမမတို့ကဂျိုင်းလေးဝိုက်ပေးမှာနော်ဂျိုင်းလေးဝိုက်တာကလက်ကလေးနဲ့ပဲနားလေးမှာအဆင်ပြေအောင်တွားပြီးတော့မှဝိုက်လိုက်ရုံပဲနော်အဲ့တော့ဒီနားလေးမှာဂျိုင်းလေးကိုဝိုက်လိုက်မယ်ကိုယ့်ရဲ့နောက်ဆုံးထွက်လာတဲ့ဒီခောက်လိုင်းကနေပြီးတော့မှဒေါင်းမှန်
ပြန်ပြီးတော့မှဆင်းတယ်ဂျိုင်းနဲ့သွားပြီးတော့မတို့ဆက်တယ်အဲ့ဒါပြီးပြီဆိုတော့မှဒီနားလေးမှာမတို့ရဲ့ဂျိုင်းလေးကိုလှအောင်တစ်ချက်ကလေးဝိုင်းလိုက်လက်နဲ့မဝိုင်းချင်ဘူးဆိုလဲကိုကပေခွေးတွေကနေပြီးတော့မှအစင်ပြေတဲ့နေရာလေးနောက်ဒီမှာဒါလေးနဲ့ဆိုရင်တစ်ထပ်ထဲနီးပါးလေးတွားပြီးတော့ကြာတယ်အဲ့လိုမျိုးလေးနဲ့ဝိုင်းပြီးဆိုတော့မှမတို့ကသူ့ကိုဒီတောင်နာလေးဒီညှက်ချပြီးကျန်းတာကိုရှေ့ကန်းနောက်ချမ်းတွားပြီးတော့ပြန်ပြီးညှက်ရုံပဲအဲ့တော့ဒီလက်အဝိုင်းလေးကိုတော့မတို့ကအရှေ့နဲ့အနောက်နဲ့ကိုအတူတူထားပြီးတော့မှညှက်မယ်အဲ့တော့အခုဒီမှာမတို့ကသူ့ရဲ့လက်ကိုညှက်ချမယ်ယူတဲ့နေရာမှာပခုံးအဆောင်ကနေပြီးတော့နော်ထွက်လာတဲ့ပခုံးလိုင်းကနေပြီးတော့မှ60ဒီဂရီတောင်မှကျယူဖို့တော့လိုတယ်ပြီးလို့ရှိရင်ဒီနေရာမှာမတို့တွင်းထဲမှာစက်ကူတွေရမ်းကြီးခွေခောက်နေတာတွေသတိထားရမယ်နော်အဲ့လိုခွေခောက်ပြီးတော့မှထူးနေတာတွေမရှိအောင်သတိထားရမယ်ပြီးရင်ဒီမှာဒီဝိုက်ထားတဲ့အဝိုက်လေးအတိုင်းယူလိုက်တယ်ဒါလေးတောင်ပြင်းတိတ်ကလေးကတ်လိုက်နော်အဲ့လိုလေးယူပြီးသွားပြီဆိုတော့မှအခုဒီနားလေးထိမမတို့ညှက်လိုက်ပိုးနေတာတွေကိုဖယ်ထုတ်လိုက်နော်ပိုးနေတာတွေကိုမမတို့ဖယ်ထုတ်မယ်သူတို့နှစ်ခုအထိုးထားတဲ့ဒီမှာဒီမဲလေးတောင်ပြင်းတယ်အတောင်မတို့အမထိုးခင်ကိုလေဒီနားလေးတွေမှာတိတ်ကလေးနဲ့လေ2ထပ်3ထပ်ကလေးလောက်ထိုးရင်ပိုပြီးကောင်းတယ်နော်အဲ့တော့အခုဒီအောက်ကဟာကိုတော့မတို့ကရှေ့ချမ်းနောက်ချမ်းတီးတန့်ထားပြီးတော့မှရှေ့ချမ်းတက်ညှက်ချမယ်နောက်ချမ်းတက်ညှက်ချမယ်ဒီအောက်ကလေးကိုမတို့ပြန်ဖြုတ်လိုက်နော်ပြန်ဖြုတ်ပလိုက်ပြီဆိုရင်ဒါသူ့ရဲ့လက်အရှိလေးဖြစ်သွားပြီနော်ခုရှေ့ချမ်းကိုမှညှက်ချလိုက်မယ်ပြီးရင်ဒီထောက်ကိုဖြုတ်ချလိုက်မယ်ပြီးရင်နောက်ချမ်းကိုတွေကိုညှက်လိုက်မယ်သူ့ရဲ့ရှေ့ချမ်းတောက်ကဒီလိုလေးဖြစ်သွားပြီเนาะအဲ့ဒါကိုမှလေရှေ့ချမ်းတောက်ကိုမတို့ကဒီမှာပေါ့နော်ကိုကအောက်ကိုပို့ပြီးတော့မှကားခြင်းတယ်အောက်လေးကိုနည်းနည်းလေးပို့ပြီးကားခြင်းတယ်ဒီထောက်ကလေးကိုသေးခြင်းတယ်ဆိုလို့ရှိရင်ဒီတန်ဖိုးကိုလျှော့ပြီးတော့မှဒီထောက်ကိုခွဲကားလုပ်ပြီးတော့ခါကျဒီထောက်ကိုတန်ဖိုးလျှော့မယ်ဒီမှာစက်ကူစားထိုးတိတ်ကလေးကတ်ပြီးတော့မှအောက်ပိုင်းကိုခအောက်ပိုင်းကိုနည်းနည်းလေးပို့ပြီးကားအောင်လုပ်လို့လည်းရတယ်เนาะအဲ့တော့ဒီတန်ဖိုးလေးတွေကတော့ကိုယ်စိတ်ကြိုက်ကစားလို့ရတယ်အခုဒီမှာတော့မမကဒီထောက်ကိုလုံးဝထည့်မချုပ်ဘူးဒီထောက်တစ်ချောင်းပဲထည့်ပြီးတော့ချုပ်မယ်အဲ့တော့မှသူ့ရဲ့ပတ်လေကိုယ်တွေကိုမတို့ညှက်ချမယ်အဲ့တော့ယူနီတွေဟိုတင်တဲ့နီးကွဲပြားတာတွေကတော့အများကြီးပေါ့နော်လောဆယ်ကတော့မမကဒီနီးလေးကိုပဲသုံးပြီးတော့ချုပ်တာမို့လို့ဒါလေးကိုတင်ပေးလိုက်တာเนาะဒီမှာသူ့ရဲ့ပခုံးလိုင်းကဒီဟာဖြစ်သွားပြီเนาะလုံးဝမှတ်ညက်တော့ပဲနဲ့တောက်လျှောက်ပိတ်စပေါ်မှာတင်ပြီးတော့ချုပ်လို့ရတယ်လို့ဒီနေရာကိုညှက်ချပြီးတော့မှလည်းပခုံးစက်နဲ့လာပြီးချုပ်လို့ရတယ်အဲ့ဒါကကြတော့ဘယ်မှာဘာဖြစ်လို့အဲ့လိုမျိုးမှထည့်ပြောလိုက်တာလဲဆိုတော့ပိတ်စပြောင်းနေတို့ဟိုဒီဇိုင်းကြည့်စရာမလိုတဲ့ဟာတွေဆိုလို့ရှိရင်မမတို့ကဒီပခုံးမှာဆက်ကြောင်းမပါတော့ဘူးเนาะဒီပခုံးမှာဆက်ကြောင်းမထည့်တော့ဘဲနဲ့တောက်လျှောက်ဒီရှေ့ချမ်းနောက်ချမ်းပတ်တန်းနှစ်ခုစလုံးကိုပေါင်းပြီးတော့ခါကြတော့မမတို့ပိတ်စပေါ်မှာတင်ပြီးတော့မှညှက်ပြီးတော့မှချုပ်ရုံပဲဒါပေမဲ့လို့ဒီဇိုင်းကြည့်ရမယ့်ဟာမျိုးပေါ့နော်ဥမာအခက်လက်လေးတွေကအပေါ်ကိုပဲတက်နေတာအညွန့်လေးတွေအပေါ်ကိုပဲတက်နေတာပန်းလေးတွေကအပေါ်ကိုပဲထောင်းနေတယ်ဒီဇိုင်းမျိုးဆိုလို့ရှိရင်ဒီလိုတစ်ခါရဲသွားယူလိုက်တယ်ဆိုရင်ရှေ့ချမ်းအတက်ဖြစ်ပြီးမှနောက်ချမ်းအဆောင်ထိုးဖြစ်သွားတယ်နော်အဲ့တော့နောက်ဖြောင်းနေဆိုရင်ပြဿနာမရှိဘူးအဲ့လိုမျိုးဒီဇိုင်းကြည့်ရတဲ့ဟာမျိုးလေးတွေပန်းအညွန့်အခက်ကလေးတွေကြည့်ရမယ့်ဟာမျိုးဆိုရင်တော့မတို့ကဒီကနေဖြတ်ချပြီးတော့ခါကျတော့မှရှေ့ချမ်းတက်တက်နောက်ချမ်းတက်တက်
တွားညက်ပြီးတော့မှလုပ်ပေါ့နော်ရတယ်ဇောက်ထိုးဖြစ်လဲပြဿနာမရှိဘူးဒီပခုံးမှာစက်ကြောင်းမထည့်ချင်ဘူးဆိုတဲ့လူမျိုးအတွက်တော့ပြဿနာမရှိဘူးเนาะတကယ်လို့အဲ့လိုမျိုးသာဖြစ်လာတယ်ပေါ့နော်အဲ့ဒီ error လေးတွေရှိနေတယ်ဆိုလို့ရှိရင်တော့မတို့ကဒီကနေညှက်ချပြီးတော့ခါကြတော့မှပဲသွားပြီးတော့ပတ်သက်စီညှက်ပေးရမယ်ပေါ့နော်